မြေတို့တကြားစဖြတ်ပြီး2ရက်လောက်မှာအချိုစားကျင်စိတ်တွေတဖြည်းဖြည်းပျောက်သွားတာကိုအံ့ဩဖို့ကောင်းအောင်တွေ့ရလိမ့်မယ်နော်တကြားမစားတော့ရင်သွေးရင်းတကြားတက်တီညမာသားလို့နေ့လယ်ဘက်တွေမှာထိုင်းမိုက်ပင်ပန်းတာမျိုးမဖြစ်တော့ပဲတနေ့လုံးလန်းဆန်းနေမှာပါမြေတို့ရေတကြားကခန္ဓာကိုယ်မှာရေဓာတ်တွေကိုဆွဲထားတာကွသူတို့ကိုဖျက်လိုက်တဲ့အခါမျက်နှာဖောင်းတာတွေကျသွားပြီးအသားရည်ကပိုးကြည်လင်လာမှာပေါ့တကြားတဲ့အတက်အကြမရှိတော့လို့စိတ်တူတာစိတ်တက်ကြတာတွေနည်းသွားပြီးစိတ်အခြေအနေကအမြဲတမ်းကြည်လင်အေးချမ်းနေလိမ့်မယ်မြေတို့တကြားဖြတ်လိုက်ရင်ညဘက်မှာဟော်မုန်းတွေညီညွတ်သွားလို့အရင်ကထက်ပိုပြီးနှစ်ချိုက်အိပ်ပျော်လာတာကိုတတိထားမိလာမှာပါကွယ်ဦးနောက်ထဲကမြူနှင်းတွေပျောက်သွားသလိုမျိုးအာယုံဆိုင်ရတာပိုလွယ်ကူလာပြီးအလုပ်တွေကိုပိုပြီးထိရောက်လုပ်နိုင်လာလိမ့်မယ်မြေတို့ရဲ့အထူးသဖြင့်ခါအတိုင်းတာကတိတိတာတာလျှော့သွားတာကိုတွေ့ရမှာပါအစီတွေလောင်ကျွမ်းဖို့ခန္ဓာကိုယ်ကစတင်ပြင်ဆင်လိုက်ပြီလေတကြားကဖြစ်စေတဲ့ရောင်ရမ်းမှုတွေလျော့သွားလို့ဝက်ချံတွေပျောက်ပြီးအသားရည်ကပိုနှုတ်ပြိုလာတာဟာ၁၄ရက်အတွင်းရလာမဲ့လက်ဆောင်ပေါ့အသေးနှံတွေရဲ့တဘာဝချိုမြိန်မှုကိုမြေတို့ပို့ခံစားလာရလိမ့်မယ်တကြားအတုတွေထက်တဘာဝအရသာကိုပို့နှစ်သက်လာတာပေါ့မြေတို့ရေ၁၄ရက်ဆိုတာခဏလေးပါဒီစိန်ခေါ်မှုကိုအောင်မြင်ရင်မြေတို့ရဲ့ကျန်းမာရေးကအရင်ထက်အများကြီးပိုကောင်းသွားမှာအသေးချပဲ